မိဘတွေကသားသမီးတွေအပေါ်မှာဘယ်လိုကျေးဇူးပြုတာလဲလို့ကျေးဇူးပြုပုံတွေကိုပြောခိုင်းမယ်ဆိုရင်တော့အမျိုးမျိုးပြောကြမှာပဲနော်မျိုးမျိုးပြောကြမှာမြတ်စွာဘုရားကစကား၃ခုနဲ့ပြောထားတာရှိတယ်မိဘကသားသမီးတွေအပေါ်မှာဘယ်လိုကျေးဇူးပြုတယ်ဆိုတာ၃ခုတည်းနဲ့အလုံးချုပ်ပြီးငုံပြီးအောင်ကာဘာဖြစ်အောင်ပြောထားတယ်စကား၃ခုရှိတယ်သုတ်တန်တိုင်းမှာလို့မိဘနဲ့ပတ်သက်လာပြီးပြောတဲ့အခါမှာအဲ့ဒီစကားလေးပါတယ်ပဟုပကာရဘိက္ခွေမာတာပိတရောဗုဒ္ဓနာယဟန်တို့မိဘသားသမီးတွေပေါ်မှာကျေးဇူးများတယ်တဲ့ဘာဖြစ်လို့ကျေးဇူးများတာတော့ဆိုအာပါဒကာအသက်ရှင်အောင်ဆောက်ရှောက်ခဲ့တယ်ဟောဒါတခုဟုတ်တယ်လေမိခင်ကမလိုချင်ခဲ့ဘူးဆိုလို့ရှိရင်အစောကြီးပဲဖယ်ရှားပြစ်လို့ရတာဒီကနေ့ခေတ်မှာမေတ္တာပြတ်လို့လူဘဝတောင်မှမလာရဘူးဆိုပြီးတော့ပိတ်ဆို့တာတွေရှိနေတာပဲတော်စမ်းကြဲတဲ့ခေတ်ပဲနော်လူဘဝလာခြင်းတိုင်းမလာရဘူးမနုဿတ္တဘာဝဒုံတော်ဆိုလူဘဝလာခြင်းပါတယ်ဆိုတောင်မှပဲဟေးမလာခဲ့နဲ့ဆိုပြီးတော့မောင်းထုတ်ခံရတဲ့လူတွေရှိတယ်ကံမကောင်းအကြောင်းမလိုက်ရင်ဒီလိုခံရမှာပဲနော်အဲ့တော့လူဘဝကိုတားဆီးပိတ်ပင်နေကြတဲ့ဟာတွေခေတ်မှာပေါ်နေတယ်အဲ့ဒီမှာအပါဒကမိမိလူသားဘဝရလာတဲ့အခါမှာဆောင်းလျှောက်တယ်ဘေးရန်အန္တရာယ်တွေမကြောက်ဆောင်းလျှောက်တယ်ဒါမိဘရဲ့ကလေးစဉ်းစားကြည့်ကလေးငယ်ဘဝဆိုတာသူ့ခြေသူ့လက်တည်နိုင်တာမှမဟုတ်တာသူ့ဘာသူရေထားတောင်းနိုင်တာမှမဟုတ်တာစားတယ်လို့ပြောနိုင်တာမှမဟုတ်တာအဲ့ဒီအချိန်လေးမှာအမေဖေရတာမဆောင်းလျှောက်ဘူးဆိုရင်ဘယ်လောက်ဒုက္ခရောက်မလဲကိုယ့်အကိုစဉ်းစားကြည့်ပါဒါကြောင့်မို့မိဘရဲ့ကျေးဇူးဟာလုံးဝမမေ့သင့်ဘူးလို့ပြောတာအပါဒကဆောင်းလျှောက်ခဲ့တယ်ဆောင်းလျှောက်ရင်ဆောင်းလျှောက်တာမဟုတ်ဘူးမိဘကပောဒကနှုတ်ကြတိုက်ကျွေးမွေးခဲ့တယ်ဘုရားရဲ့တရားတော်ရနှုတ်ဆိုတာသွေးပဲတဲ့မိခင်ရဲ့မေတ္တာအရှိန်ဟပ်မှုကြောင့်မို့လို့သွေးဟာဖြူသွားရတယ်မိခင်ရဲ့နှလုံးသားထဲကမေတ္တာစွမ်းအားနဲ့ညီရဲနေတဲ့သွေးလေးဟာဖြူစင်သွားတယ်ဖြူဆွတ်သွားကဲပြီးပြောင်းတယ်ဆိုတာရှိတယ်လေစိတ်ဆိုးကြည့်ပါလားမျက်နှာကြီးဖြူရကနေနီးလာမှာပဲဒါစိတ်ရဲ့လှုံ့ဆော်မှုတွေခေါ်တာပေါ့မိခင်မှလည်းဒီစိတ်ရဲ့လှုံ့ဆော်မှုကြောင့်သားသမီးကိုတိုက်ကျွေးမဲ့ရင်သွေးဟာဖြူလာတယ်ပေါ့စိတ်ဆွမ်းအားမေတ္တာဆွမ်းအားကြောင့်ဖြူလာတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါမိဘရဲ့သွေးလို့ပဲပြောတာပဲနှုတ်ရည်ဆိုမိဘရဲ့သွေးပောဒကငယ်ငယ်လေးတည်းမစားနိုင်တဲ့အချိန်မှာမိဘကကျွေးလာခဲ့တာနောက်တစ်ခုကိုခြုံပြီးတော့ပြောလိုက်တာဣမတ္တလောကတ္တဓာတိတာရောတဲ့ဒီကနေ့ကြုံတွေ့နေရတဲ့လောကကြီးကိုဘယ်သူပြတာတုံးဆိုမိဘကပြတာလောကမှာခိုင်းလုပ်ပြီးတော့လိုက်ပြမယ်ဆိုရင်ကျေးဇူးတင်တယ်ပြောကြအောင်ပါပဲလူလောကလူအကြောင်းလူဘဝမှာတွေ့ကြုံခံစားရသမျှဟာမိဘကပေးတာလို့ပဲပြောလို့ရတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒီအချက်၃ချက်နဲ့မိဘသိကျေးဇူးများတယ်ဆိုတာကိုဒီ၃ခုတည်းနဲ့စကားကုန်အောင်ပြောထားတာနော်အာပါရကဆောင်းလျှောက်တယ်ပောဒကကျွေးမွေးတယ်ဣမတ္တလောကတ္တဓာတိတာတော့ဒီလောကကြီးကိုပြတယ်ဒီလောကကြီးမြင်ခွင့်ရတာလူအတိုင်းဝိုင်းနဲ့ရောက်ခွင့်ရတာမိဘရဲ့ကျေးဇူးပဲလို့ဒီလိုဆိုလို့တယ်အဲ့ဒီ၃ပါးဒါမိဘရဲ့ကျေးဇူးတရားပဲကျန်တာတွေလျှောက်ချက်ပြီးတော့ပြောရင်ပြောလို့ဆုံးမှာမဟုတ်ဘူးလေမြတ်စွာဘုရားဒါမှမဟုတ်ဒီ၃ချက်နဲ့ပဲမိဘရဲ့ကျေးဇူးဆိုတာကိုဖော်ကျူးပြီးတော့သုတ်တန်ဒီမှာဟောထားခဲ့တာ